လက်နက်ကင်ပฏิပကအတွင်းရှိလူအတိုက်အဝန်းများအတွက်အဓိကသတင်းစကား15ချက်အရက်သားများကိုတစခန့်အဖြစ်ခေါ်ဆောင်ခြင်းမပြုရပါတစခန့်ယူခြင်းသည်နိုင်ငံတကာဥပဒေအရတားမြစ်ထားသောစစ်ရာဇဝတ်မှုဖြစ်ပါသည်အရက်သားများကိုအတင်းအဓမ္မခိုင်းစေခြင်းမပြုရပါကျွန်းစနစ်လူကုန်ကူးမှုအန္တရာယ်ရှိသောအလုပ်များခိုင်းစေခြင်းအလုံးကိုတားမြစ်ထားပါသည်လက်နက်ကင်သူဖြစ်စေအရက်သားဖြစ်စေထိမ့်သိမ်းခံရပါကလူသားဆန်စွာကာကွယ်စောင့်ရှောက်ရပါမည်ညှဉ်းပန်းနှိပ်စက်မှုရက်စက်ကြမ်းကြုတ်မှုများကိုလုံးဝတားမြစ်ထားပါသည်စစ်ဘေးဒုက္ခသည်များအားနေရေးထိုင်ရေးအစာအာဟာရကျန်းမာရေးလုံခြုံရေးအတွက်လုံလောက်သောထောက်ပံ့မှုများပေးရပါမည်မိသားစုဝင်များကိုခွဲခြားမထားရပါ